န်းထဲမှာ2ယောက်ရှိအတူတူမနေနဲ့ထွက်သွားဒါဝိတ်တော့ခါနိုင်တာမဟုတ်ဘူးမေကွာဘာထင်လို့လဲဒါဝိတ်ကခန်းထဲမှာတော့ရှိတာမဟုတ်ဟိုအကွာနေချာစီတော့ချာနေသေးတယ်ဒါဝိတ်ကခြံထဲမှာတော့ရှိတာမဟုတ်ကိုတိတ်နိုင်ပြီမထင်ကြနဲ့အာမင်ရှင်တော်ကြီးကိုကြည်ရမယ်အကောင်းဆုံးသက်ရှင်ရမယ်ဘုရားဘုန်းတော်ထင်ရှားကိုကြောင်းဖြစ်ရမယ်ဒါကြောင့်ကျွန်တော်ပြချင်တာနောက်ဆုံးသောချိန်ကာလဘယ်လောက်ဒီအခုနတပ်ပုံလေးချက်တော့ပြန်သွားပေးပါဟောဥစားလေးတပ်ပုံလေးဒါလေးနဲ့ကျွန်တော်လည်းငယ်ပြချင်တယ်လို့ကြည့်ရအောင်ဒီစားကြည့်မယ်နော်69တည်ပြီးသွားပြီတည်ကြံတယ်အဲ့တည်နဲ့ဝင်သွားတယ်လို့သွားပြီတည်နဲ့ဝင်သွားတယ်လို့သွားပြီဆိုဒီကာလက the church age တဲ့ gap period တဲ့ဒီချိန်ကာလဘူးမှမသိဘူးဒီချိန်ကာလပြီးသွားတဲ့နေ့ကအဲ့ဒါ rapture ပြီးသွားပြီပဲဒါကြောင့်တာရှင်သောဝိညာဉ်တော်ယနေ့တိုင်းဆောင်တဲ့နေ့ထံတော်ခါစားခြင်းကခိုလုံရအောင်မည်တာရှင်သောဝိညာဉ်တော်ရုပ်သိမ်းပြီးနောက်တွင်ကျေးဇူးတော်ဤနေ့ရကာလကုန်ဆုံးလေကျေးဇူးတော်ကာလပါဒီချိန်ဒီကာလမှာလေဘုရားကခွင့်ပြုဘုရားကခွင့်လွတ်တယ်ဘာလို့လဲပြုပြင်နေတာမေတ္တာနဲ့ပြုပြင်နေတာမေတ္တာနဲ့ပြုပြင်နေတာမေတ္တာနဲ့ဘုရားကဆွဲခေါ်နေတာလုံနေတဲ့ချိန်မှာကျွန်တော်တို့ဘာလုပ်လဲဒီချိန်ဒီကာလဘယ်သူမှမသိဘူးတည်တဲ့ဝင်တော့မှမကြခင်မှာအဲ့တည်တဲ့မဝင်ခင်မှာဘုရားကတီးခံလို့ဆွဲနေတာကျွန်တော်တို့ကိုဆွဲနေတာအချိန်ကမရှိတော့ဘူးအဲ့တော့ကျွန်တော်တီးတော့ဘာလုပ်ဖို့လို့လဲပြင်ဆင်ဖို့လို့လေမဟုတ်ရင်ဘာဖြစ်ကုန်လဲလူတွေကလေမပြင်ဆင်ရင်လေဘာဖြစ်ကုန်မသိလားလူကစိတ်ခိုင်မာသွားတယ်အပြစ်ကိုအပြစ်မှမသိတော့ဘူးဒါလေးများအဲ့ဒါလေးများကဒုက္ခဖြစ်တာခလေးတွေကိုလည်းလေကွန်ပျူတာရှိမှထိုင်တာဒါလေးများကွန်ပျူတာထဲနဲ့ပေါက်ပြရတယ်အကုန်ကွန်ပျူတာထဲနဲ့ခိုင်းမှဖြစ်သွားတယ်အများကြီးကွန်ပျူတာထဲကနေပြီးတော့ suicide gang နဲ့တွေ့တော့ကိုဘာလို့လဲဟိုကနေ control လုပ်တာနေဒီချိန်ရပြီနေချိန်မှာကြိုးဆင်ထားပါဟိုကနေ control လုပ်တာနော်ကြိုးဆင်ထားပါဆင်ထားပြီအခုသွားလိုက်ပါ control လုပ်တာ FBI မမီဘူးအမေရိကန်မှာ FBI မမီဘူးအဲ့ဒီခိုင်း FBI အမိတကားဖွင့်လို့ဝင်နေချိန်မှာဟိုဘာမှလည်းတည်သွားပြီအဲ့ဒီမှာဘာမှမိသားစုတွေတယောက်ပါတယ်ဒီကိုင်းနေရမြန်ကျွန်တော်တို့ကနေဒါမှာကျွန်တော်တင်းတော်ခေရကောင်းလေးကျွန်တော်အချိန်မမီလိုက်ကျွန်တော်ဆူတောင်းတယ်သူဆူတောင်းပေးတယ်အဲ့မှာကျွန်တော်လှမ်းခေါ်ပြီးတော့ကျွန်တော်စက်ကပေးတော့ तू ကဆက်လက်ကပဲသူ့ထဲမှာမနေနိုင်တော့ तू ကဘာလို့သူတို့ဂိုင်းက तू ကသွေးဖောက်တော့ဝိညာဉ်နဲ့စက်ကထားတာဝိညာဉ်ကိုပူဇော်လိုက်တဲ့ဂိုင်းဝိညာဉ်ကိုပူဇော်လိုက်တာဆိုတော့ तू ဘာပြောလဲဆိုတော့ဆက်လက်ကသူ့ငွေပြောတယ်စက်ကလည်းမထူးတော့ဘူးအမေတဲ့ကျွန်တော်မှဝိညာဉ်မရှိတော့ဘူးတဲ့ဘာဖြစ်လို့ဆိုတော့နောက်ဝိညာဉ်ကိုငါရောင်းထားပြီဘာအတွက်ရောင်းလဲဆိုတော့အောင်မြင်ခြင်းနဲ့ကြွယ်ဝခြင်းအတွက်ငါရောင်းလိုက်ပြီတဲ့ तू မနေနိုင်ဘူးအဲ့ခါမှာကျွန်တော်ဆူလဲဆူတောင်းပြီးတော့ तू မခံနိုင်တော့ဘာဖြစ်လဲဆိုတော့ဓာတ်သွားယူတော့လေသူ့ကို तू ထိုးဖို့လုပ်တယ်သူ့မိကလက်ကိုအတင်းဆောက်ဆွဲတယ်ဒါနဲ့နောက်တစ်နေ့မှာ तू မရတော့ဘူး မရတော့စာသား तू အတင်းဆွဲနေပြီ तू ဝိညာဉ် तू အဆုံးရှုံးမခံတော့ဆိုတော့ဘုရားလက်ထက်ပြောင်းဝင်တော့မှ तू တိတ်ကြောက်တယ်လေဒါနဲ့ဘာလို့ဆိုအဲ့ဒီကလေးကနောက်တစ်နေ့မှာမိရထားရှိတယ်အဲ့ဒီမိရထား mousse ဆိုတာကကျွဲလောက်ရှိတယ် mousse ကိုတိုက်ရင်အယိုးအချာတားချာအဲ့လိုဖြစ်သွားတာအဲ့ဒီဝင်လာတဲ့ဟာကိုကြံခိုင်ရဲတာကျွန်တော်စဉ်းစားကြံစာရရဲ့လုပ်ရဘယ်လောက်ကြောက်ကြအောင်တခိုးကခိုးချင်းတက်ချင်းဖြတ်စည်းဖို့လည်းလာတယ်တဲ့စာရရဲ့လုပ်ကခိုးဖို့တက်ဖို့ဖြတ်စည်းဖို့ရောဘာလို့ပြလဲဒီလားအဲ့ဒီအမြန်ရထားရဲ့အရှင်ပါပြေးဝင်ဒါဖြစ်ချင်တော့ပြေးဝင်မှာကွာလေရဟပ်တော့ तू ကစောင့်တိုက်သွားတော့ဒီလိုမြင့်ပြီးတော့ပြန်ပြုတ်တယ်ကြတယ်ကြောင်းအယိုးတွေအကုန်ကျိုးသွားတယ်အယိုးတွေအကုန်ကျိုးကျွန်တော်သွားကြည့်တဲ့အချိန်မှာကျွန်တော်3ရက်ထမင်းမစားနိုင်ဘူးနဲ့သွေးတွေကိုပြန်ဆုပ်ထုတ်အဆက်တွေရှုပ်ချက်ခတ်တာပဲသွေးတွေကပြန်ဆုပ်ထုတ်ကိုမျက်နှာရပြားဝင်သွားတာဒါပေမဲ့အဲ့တော့ပြန်တက်လို့ဒါနဲ့ဆရာဝန်ကျော်တော့ပြောတယ်ကမှာ 2% နဲ့ငါတို့မှာသူအသက်ရှင်ဖို့ဆိုတာနေ့ရခိုင်လုံးမရှိတယ်ဘလို့မှမဖြစ်နိုင်တော့ဘူးလေဘလို့မှဖြစ်နိုင်တော့ဘူးဒါနဲ့ကျွန်တော်မေးတယ်အမေတွေကိုအဖေတွေကိုအသက်ရှင်နေချင်လားလို့ပြောအသက်ရှင်နေချင်တယ်
ဒါနဲ့ကျွန်တော်အဲ့မှာသူ့အမေဖေကိုကျွန်တော်ဆူတောင်းပြီးတော့ကျွန်တော်အဲ့ဒီအခန်းထဲဝင်ပါတယ်ကျွန်တော်နဲ့သူနဲ့နှစ်ယောက်တည်းပဲဆရာဝန်ကြီးကလည်းထွက်သွားတယ်ပါစတာဆိုတော့သူတို့ထွက်ပြေးတယ်အဲ့ကလေးရဲ့ခေါင်းကိုကျွန်တော်ကားပြီးတော့ခေါင်းထိလို့မရတော့အကုန်လုံးသူရေမြုပ်နေတဲ့အကုန်လုံးထားပြားဝင်သွားပြီကိုရုပ်ပြတ်သွားပြီကျွန်လက်တွေဆူတောင်းပြီးအဲ့ချိန်မှာသူ့မှာအော်တယ်အရာအော်တယ်ဝิญဉ်စိုးရဲ့လောက်ရတယ်ကျွန်တော်မမြင်နိုင်ဘူးဒါကြောင့်မဆနဲ့တော့မဆနဲ့လူငယ်တွေကြော်ပြောတော့မဆနဲ့သူ့မှာပြုတ်ဝင်လာကြောက်တာဘာလို့ဆိုတော့ကျွန်မမျက်လုံးထဲမှာရှင်းနေတာပဲမြင်လာတယ်ပတ်လေးမှာအမဲကောင်တွေဝိုင်းထားတယ်အမဲကောင်နဲ့ကတင်နားမှာဝိုင်းထားတယ်တဲ့ဝิญဉ်စိုးလောက်ရမရှိတာမဟုတ်ဘူးနော်ဒါမဲ့လေအော်ဆရာကောင်းတဲ့ဆရာရဲတဲ့အဲ့ဒီဝိုင်းထားတဲ့အထင်းမှာတဲ့ကောင်းကင်တမန်ပြန်ဝိုင်းထားတယ်ဆိုတော့ तू ကကောင်းကင်တမန်ကြိုတော့ဝင်ချင်တာဝင်လို့မရဘူးဖြစ်နေကောင်းကင်တမန်တွေကဝိုင်းထားတယ်အဲ့ဒီကောင်းကင်တမန်အဝိုင်းထဲမှာအဲ့ဒီကောင်လေးရရှိတယ်အဲ့ဒါကျွန်တော်သိသွားပြီကျွန်တော်ပြောမယ်ဝิญဉ်စိုးအများဆုံးနေရာလေးစေးရုံပါဒါကြောင့်စေးရုံတွေသွားတဲ့ခါမှာဘယ်နေရာပဲသွားသူများတော့ဆွတောင်းပြတော့ဘာဖြစ်လို့ကိုအသွေးတော်နဲ့အရင်ဆုံးပွဲကားတယ်ဘုရားရဲ့အသွေးတော်နဲ့အရင်ဆုံးပွဲကားတယ်အဲ့ဒါမှတ်ထားပါဘာပဲဆာကြီးဆိုချီးမောင်းလို့စားလို့ဘာပဲလုပ်လို့အသွေးတော်နဲ့ပွဲကားပြီးတော့မှလုပ်ရတယ်ကိုသားသမီးတွေကြောင်းသွားတော့မယ်ဘုရားရှင်အသွေးတော်နဲ့ပွဲကားတာအလုပ်သွားတော့မယ်ကိုကောက်အသွေးတော်နဲ့ပွဲကားတာဘာပဲလုပ်လို့နောက်ဆုံးတော့ကာလာဘုရားရှင်ပွဲကားမှုနဲ့ကျွန်တော်သွားဖို့အင်မတန်အရေးကြီးတယ်အာမင်ဒီဒါကြောင့်ပွဲကားမှုအင်မတန်မှအရေးကြီးတယ်ဝိညာဉ်ဆိုးရဲ့လုပ်ရက်တွေအများကြီးပဲအော်ဆရာကောင်းတဲ့အရာတခုကျွန်တော်ပြောပြမယ်ဆရာကြီးတယောက်ကဘုရားခင်နဲ့ဝိညာဉ်ဆိုးရဲ့လုပ်ရက်တွေဘယ်လောက်များလဲဆိုတော့ကျွန်တော်သိဖို့ဖော်ပြပါတဲ့ဒါနဲ့လူဖော်ပြလူငယ်လေး3ယောက်မြန်လာပြပါရှိပါမြန်လေးလူငယ်လေး3ယောက်လာပါမြန်လေးလူငယ်လေး3ယောက်3ယောက်ဟုတ်ပြီဒီမမတည့်ရပြီဆိုဒီမမတည့်ရပြီနော်โอเคဒီလိုလေးမတည့်ရပြီဆိုချာရတယ်ဆိုစာရဲ့လောက်ရကဒီလိုတဲ့ तू ကလူတွေအများကြီးဘုရားတို့ဖွင့်ပြတာစာလောက်ရကလမ်းမှာတွားနေတယ်ပေါ့တချို့လူတွေကိုလည်းအရက်ဆိုင်ကိုဆွဲခေါ်သွားတယ်တချို့လူတွေကိုလည်းဖျားကြောင်းတွားမဲ့သူတွေသူတို့က night club ကိုခေါ်သွားတယ်တွားမဲ့သူတွေအားလုံးဟိုခေါ်ဒီခေါ်အကုန်ဆွဲခေါ်တယ်ဒါပေမဲ့တေချင်းကို space monger with ဘုရားကသူ့ခေါ်ပြ space monger with ဆိုတာသူ့မိမဘောမှာဒီလိုစောင့်ဆွဲပြီးအသက်ပြန်ရှင်အောင်လုပ်တာဘုရားနဲ့ပတ်သက်လိုက်အင်မတန်မှ strong သူတရားဟောပြန်သူ့ပေါင်းလူတွေမြောက်များစွာအမေရိကမှာပြန်ရှင်တာဟုတ် space monger with ဆိုစာကိုဖတ်ကြည့်သူကသူ့မိမသူပြန်လဲပြန်ရောက်တော့သူ့မိမကအခေါင်းထဲမှာရောက်တော့ပြန်လဲပြန်လာဒါလေးနဲ့ wake up in the name of Jesus ဆိုဆွဲထူတယ်သူ့မိမထားအဲ့နဲ့ပါသူ့မိမပြောတယ်ဒါလေးနဲ့ please let me go တဲ့ငါရဲ့အချိန်ရောက်ပါပြီတဲ့ okay တဲ့အဲ့နဲ့ပြန်တွေ့ချလိုက်သူ့မိမဆုံးသွားတယ်အဲ့ဒီဆရာကြီးကိုဖျားဖွင့်ပြတာဘယ်လိုဖွင့်ပြလဲဆိုဝิญဉ်ဆိုးရဲ့လောက်ရပြအများကြီးပဲလောကရတာသူ့ရဲ့လောကကြီးရောဆိုတော့မျိုးလုပ်တယ်အဲ့မှာသူတို့ကတော့ဆွဲမယ်လုပ်တဲ့ချိန်မှာယေရှုခရစ်တော်အသွေးတော်နဲ့ရွေးဝယ်ထားတဲ့သူဆိုရင်ねသူကယေရှုတော်အသွေးတော်နဲ့ရွေးဝယ်ထားတယ်ဆိုပါဆိုသူလုပ်မယ်ဆိုလုပ်လို့မရဘူးအထဲမှာတဲ့စပက်ဝင်ဝယ်မျက်လုံးမှာဘုရားရှင်ခေါ်ပြတယ်ဘုရားရဲ့အသွေးတော်အကွယ်ကာထားတဲ့ခါမှာထီလို့မရဘူးလေဘာနဲ့တူလဲဆိုတော့တဲ့အဲ့ခုတို့ပြန်ပြီးထွက်မညအဲ့ဒီတကားကိုတုတ်ထားတဲ့ခါမှာအဲ့ဒီအိမ်ထဲကိုသူဝင်လို့လုပ်လို့မရဘူးလို့ပဲတဲ့လုံးဝထိလို့မရဘူးလေထိမယ်လောက်တာနဲ့ तू လုံးဝထိလို့မရဘူးဒါနဲ့ဘယ်လိုလုပ်ရသလဲဆွဲလို့မရဘူးလို့ရှောင်သွားတယ်တဲ့ရှောင်လဲသူ့ကိုကြည့်တော့လဲ तू ကအသွေးနဲ့ရွေးထားတဲ့ခါတိုင်း तू ရှောင်ရပြန်တယ်ဒီလိုသူ့ကိုကြည့်ပြန်တော့လဲအသွေးနဲ့ရွေးဝယ်ထားတယ် तू ယေရှုကိုယုံကြည်ထားတယ် तू ့ပေါ်မှာဘာဘုရားရှင်လွှမ်းခြုံထားတယ်ယေရှုရဲ့အသွေးရဲ့လွှမ်းခြုံထားတယ် तू ရှောင်သွားရတယ်ရှောင်သွားရတယ်ထိလို့ရလားထိလို့ရလားမရဘူးဘုရားရဲ့အသွေးတော်နဲ့ဘုရားကွယ်ကာထားတဲ့ခါမှာလုံးလုံးမရဘူးဒီနေ့ဘုရားသားသမီးတွေဘယ်လောက်ဝမ်းမြောက်စရာကြောင်းဖြစ်တယ်ဒီပဲဝိညာဉ်လောကကျွန်တော်မသိရဘူးဝိညာဉ်တော်နဲ့တွားလာတဲ့သူတွေအကောင်သိရတယ်ဘုရားကကျွန်တော်အသွေးတော်နဲ့ကွယ်ကာထားတာဘုဒ္ဓဒီမှာဒီကနေထွက်မဲ့နေ့မှာဘုရားခင်ကသွေးတော်နဲ့ပုတ်ထားတဲ့တအိမ်လုံးကိုဘုရားကွယ်ကာတကယ်တော့